နေဆက်မဲဆောက်မြို့ကမတန်ဆွမ်းမြင့်မှာရွှေ့ပြောင်းစာတင်ကျောင်း၄ကျောင်းမှာပညာသင်ယူနေကြတဲ့ကလေးငယ်များအတွက်ဒီဇင်ဘာလ3ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ကိုပြုလုပ်ကျင်းပပေးခဲ့ပါတယ်။မတန်ဆွမ်းတဲ့သူတွေဟာလည်းတာမန်လူတွေလိုအခွင့်အရေးရှိတာကိုသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ပွဲကိုပြုလုပ်ရခြင်းဖြစ်တယ်လို့မတန်ဆွမ်းကလေးငယ်တွေရှိတဲ့ Star Flower ကျောင်းရဲ့ကျောင်းအုပ်ဆရာမနော်သူမဲဖောကခုလိုပြောပါတယ်။ Awe petapanyo adune awe hokodol plug ki water ki te phane awe te takhota ya ho weda di to pora pa normal te pha mo no akoda ne be ero de tin ya ora pa kho pa te pha le kota te pha ne odo lu pwe kota te pha ne odo ata takhota ya di to do pwe pa normal te pha mo no ero pa pa tha weda we အဲ့ဒီပွဲကိုထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကကလေးတငယ်တွေအမျိုးသမီးတွေရဲ့ပညာရေးနဲ့ဘောလုံးအားကစားကိုအတိအကကူညီပေးတဲ့ Playbook Foundation ကဦးဆောင်ကျင်းပတာဖြစ်ပြီး Sky Blue, Star Flower, Home Care Project နဲ့ Amazing Life စတဲ့စာသင်ကျောင်းတွေကမတန်ဆွမ်းကလေးတွေပါဝင်ခဲ့ကြပါတယ်။ Okay, pemawai di dollar war special day atau dah kuduma, mesti dollar pun tak tidak di dollar, taku di dollar ta muni dunia atau dah itu bayar takuduma, lepas tu dah muka sikona sakit, taku lah awak tu doma di dollar dunia mewah dollar redo, lepas pun tak tidak awak redo muni dunia atau dah takuduma ko sita di ni lah. အဲ့ဒီမတန်ဆွမ်းကျောင်းတွေအတွက်အကူအညီလိုအပ်ချက်တွေရှိနေတာမျိုးလဲရှိနေပြီးဝိုင်းဝန်းကူညီကြဖို့ကိုရွှေပြောင်းကျောင်းဆင်ဆရာမတွေကအဲ့ဒီပွဲခန်းနာမှာတိုက်တွန်းပြောဆိုသွားတာလည်းရှိပါတယ်။မတန်ဆွမ်းသူတွေကိုလူမှုပတ်ဝန်းကျင်တွေမှာတန်းတူညီမျှမှုရရှိစေဖို့ရည်ရွယ်ချက်နဲ့1992ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ကိုမတန်ဆွမ်းသူများနေ့အဖြစ်ကမ္ဘာကုလသမဂ္ဂ UN ကသတ်မှတ်ခဲ့တာဖြစ်ပြီးကမ္ဘာလူဦးရေရဲ့15%ဟာမတန်ဆွမ်းသူတွေဖြစ်ကြတယ်လို့ UN ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်